သူတို့တဲ့ချင်းလေးကိုဒီနေ့ညလေးမှာဆိုချင်းလို့ခွင့်တောင်းထားပါတယ်အဲ့တော့နားဆင်ပြီးပါမတရားဘူးမတရားတော့ကိုလူစရာကိုလာဝေးညလူသူပင်ကြဆုံးမျိုး